တချို့ကပြောကြတယ်ခရိယန်တွေကဘာသာဆွဲတယ်ကျွန်တော်အရင်ကလည်းကျွန်တော်ကခရိယန်ဘာသာဝင်တရားမဟုတ်ခဲ့ပါဘူးကျွန်တော်အရင်တုန်းကခရိယန်တွေကိုအရင်မုန်းခဲ့တယ်ခရိယန်လူကြီးတွေပဲဖြစ်ဖြစ်အသင်းအုပ်ဆရာတွေပဲဖြစ်ဖြစ်ကျွန်တော်တို့တရားလာဟောရင်အိမ်မောနဲ့ကျွန်တော်ရိုက်မောင်းချခဲ့တယ်အဲ့လိုဖြစ်ခဲ့တဲ့လူတယောက်ကျွန်တော်မကောင်းမှုဒုစရိုက်တွေမှာကျွန်တော်အများကြီးပြုံမွေးခဲ့တယ်ဘယ်လိုပြောမလဲကျွန်တော်လမ်းမားတွေရောက်ခဲ့တယ်ဒါပေမဲ့ဘလောက်ပဲပြုပြင်ကျွန်တော်ပြုပြင်လို့မရခဲ့ဘူးကိုလမ်းမားရောက်နေတယ်ဆိုတာကိုသိတယ်ဒါပေမဲ့လုံးဝကိုပြုပြင်လို့မရခဲ့ဘူးဒါပေမဲ့ကျွန်တော်နောက်ဆုံးမှာကျွန်တော်ကိုတစ်ဖက်သက်ချစ်ပေးတယ်သခင်ယေရှုနဲ့တွေ့ရတဲ့အခါကျမှကျွန်တော်အများကြီးကျွန်တော်ပဲဝါအသက်တာပြောင်းလဲသွားတယ်ကျွန်တော်ကညီသက်ချင်းနေရှိလာတယ်ဝမ်းမြောက်ချင်းနေရှိလာတယ်မနှက်ဖြန်ဆိုတာမစိုးရိမ်တော့ဘူးဘာမှမပူတော့ဘူးဗျာဘာဖြစ်လို့လဲဆိုတော့အရာအားလုံးဒီဖခင်ကကျွန်တော်တို့ကျေးဇူးတော်နဲ့တစ်ဖက်သက်ချစ်ပြီးလုပ်ပေးပါလားဒီဖခင်ကိုကိုးကွယ်လို့လဲကျွန်တော်တို့ကဆုတောင်းလို့လဲဗါလဲအလုံးမလုံးအောင်တော့အဲ့လိုလည်းမဟုတ်ပါဘူးဖခင်ကိုဆုတောင်းတယ်ဆိုတာကျွန်တော်နဲ့ဖခင်နဲ့နှစ်ယောက်တည်းချိတ်ဆက်ပြီးစကားပြောတာပါကျွန်တော်တို့ဆုတောင်းလို့ရတယ်ကျွန်တော်ဆုတောင်းတယ်ဆိုတာကျွန်တော်ကားလို့ခြင်းတယ်ကျွန်တော်တိုက်လို့ခြင်းတယ်ကျွန်တော်ကဘာလို့ခြင်းတယ်မကောင်းတဲ့ຢာတွေမသွားဆုတောင်းတယ်ဖခင်ကမကောင်းတဲ့ຢာတွေပေးတဲ့ဖခင်မဟုတ်ကောင်းတဲ့ຢာတွေကိုပေးတဲ့ဖခင်မတတ်နိုင်တာဘာမှမရှိဘူးသူအလုံးစုံလုံးသူတတ်နိုင်တယ်ဒါပေမဲ့သူကကိုကအလိုတော်ဝန်ခံရင်သူကပေးပါလိမ့်မယ်အချိန်တော့ဆွားရမှာပေါ့နော်ကျွန်တော်ကားလုပ်ချင်တယ်ဆိုလို့သူကားယူပေးတာမဟုတ်ပါဘူးတခြားနီးလန်းနေနဲ့သူအဆိုင်ရတော့ခုလုပ်ပေးမယ်တကယ်တက်ရှင်တဲ့ဖခင်ဆိုတာကျွန်တော်လာပြောပြတာပါအားလုံးလည်းတကယ်ဒုက္ခရောက်တဲ့ခါတွေမှာခေါ်ကြည့်ပါမီးစမ်းကြည့်ပါတကယ်တက်ရှင်တဲ့ဖခင်ဟုတ်လားမဟုတ်လားဆိုတာပေါ့နော်ကျွန်တော်ရင်တော့အရင်စော်ကားခဲ့ပါတယ်ဒီခရစ်ယာန်ဘာသာကိုလည်းလက်ရှိကိုဖြတ်တန်းအဲ့ရတဲ့ဘဝအရင်တော့ကျွန်တော်အရန်ကိုဆေးတာဗျာဆေးတယ်အရက်တောက်တယ်ဘီယာတွေတောက်တယ်ဒါပေမဲ့အခုချိန်မှာတော့အကုန်လုံးပြောင်းနေလိုက်ပြီပေါ့နော်လူသားရဲ့လို့ဖြစ်လာရင်တော့လုံးစုံပြေဆုံးတာတော့မရှိပါဘူးဘာပဲဖြစ်ဖျားတက်နိုင်ပါတယ်အဲ့ဒါလေးလာပြောပြရအောင်နော်တင်ဒုက္ခရောက်တဲ့ခါတိုင်းမီးစမ်းကြည့်ပါတဲ့နာမယေရှုရှိပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်